ဖယားနဲ့ဝေးသွားတာဒီနေ့ကျွန်တော်ယုံကြည်သူတွေကအဲ့လိုဖြစ်နေတာဖယားကောင်းကြီးမင်္ဂလာပေးရင်လေအဲ့ဒီကောင်းကြီးမင်္ဂလာနဲ့ပဲကျွန်တော်ကပြောနေပြီးတော့ကောင်းကြီးမင်္ဂလာပေးတဲ့ဖယားကိုကျွန်တော်ကမေ့နေတာဒါပေမဲ့ဒီအမျိုးသမီးကတော့တကယ်ပဲသူကကောင်းကြီးမင်္ဂလာသူ့အိမ်ထဲမှာပြည့်ရှံနေပြီအဲ့ဒီအရာတွေကိုသူလက်လွတ်ရှုထားတယ်ခဏပစ်ထားတယ်မထက်တာတော့မဟုတ်ဘူးအရင်ကဘာလို့သူပစ်ထားတာတော့မဟုတ်ဘူးအဲ့ဒီအရာတွေထက်ကောင်းချီးပေးတဲ့ဖယားကိုသူပြန်ရှာတာဖြစ်ပါတယ်ဟာလေလုယာအာမင်ဟာလေလုယာအာမင်ဒီနေ့ကျွန်တော်ဖယားကောင်းချီးပေးတဲ့အခါအဲ့ဒီကောင်းချီးမင်္ဂလာတွေမှာပဲပျော်နေပြီးတော့ဖယားကိုမေ့သွားတဲ့အတ္တတာမျိုးကနေယုံထရအောင်ပေးပိုင်တဲ့ကောင်းချီးမင်္ဂလာရဲ့အရှင်ပြတဲ့ဖယားနဲ့အကြောင်းကိုရအောင်ဟာလေလုယာဟာလေလုယာဒီအမျိုးသမီးကဖယားကိုဖြစ်တဲ့ prophet Elisha ထံကိုသွားတယ်သူဘာပြောလဲဆိုတော့ဘုရားကြီးလူကိုကြားပြောတယ်လေသူ့အိမ်မှာရှိတဲ့စီဘူးတွေအားလုံးပြည့်စုံနေပြီဆိုတော့အကြောင်းကိုပြောတယ် prophet Elisha ကဘာပြောလဲဆိုတော့သူစီကိုသွား၍ရောင်းပြီးတယ်ကျွေးဆောက်တော့တယ်ကျွန်းသောစီကိုအမိပြုတဲ့တင်တဲ့သားတို့ဒီအသက်မွေးကြတော့ဘူးဆိုပြီးတယ်တင်မှာရှိတဲ့အဲ့ဒီစီဘူးတွေကိုတချို့ကိုရောင်းပါတယ်ရောင်းကြတဲ့ငွေနဲ့အကျွေးကိုဆက်ပါတယ်ကျန်တဲ့အရာတွေနဲ့တင်းရဲ့မိသားစုအသက်မွေးဝမ်းကြောင်းပြုတ်ပါဆိုပြီးတော့ဖယားလူအလီရှေတဲ့ဖယားလူအလီရှေကဒီအမျိုးသမီးကိုပြန်ပြောတယ်ဒီနေ့ဖယားထံကျွန်တော်ပြန်တိုးဝင်လာတဲ့အခါမှာဖယားပေးတဲ့ကောင်းချီးမင်္ဂလာတွေကိုရောဘယ်လိုအသုံးပြုရမလဲကိုရောကျွန်တော်ကိုအားလုံးတရားပေးတယ်ဒီအရာကိုကျွန်တော်ဘယ်လိုအသုံးပြုရမလဲကိုရောကျွန်တော်ဘယ်လိုအသက်ရှင်အောင်လဲစသဖြင့်ကျွန်တော်အနာဂတ်မှာဘာလုပ်ရမလဲဘယ်လိုခြေလှမ်းလိုက်ရမလဲဘယ်လိုကျွန်တော်ရဲ့ဘဝကိုဘယ်လိုအစားပြုရမလဲကျွန်တော်မြန်မာနိုင်ငံကနေမလေးရှားရောက်လာတဲ့အခါမှာတကယ်စကားလေးမတတ်တော့လုံးဝခြေလှမ်းတွေကပြောင်းဘယ်ကနေဘယ်လိုစားရမှန်းလည်းမသိဘူးစကားလည်းမတတ်တော့အခက်ခဲညာရင်ဆိုင်ရတယ်ထိုကဲ့သို့ကျွန်တော်ဘဝမှာဘယ်လိုခြေလှမ်းလိုက်ရမလဲဘယ်လိုအစားပြုရမလဲဘာကိုအရင်လုပ်ရမလဲကျွန်တော်မသိဘူးဆိုရင်ဘုရားခင်ထံတိုးရအောင်ဘုရားခင်ကတင်ဘယ်လိုအသက်ရှင်ရမလဲတင်ဘာလုပ်ရမလဲဆိုတာဘုရားခင်တင်ပေးနိုင်တာဖြစ်ပါတယ်ဟာလေလုယာဘုရားခင်ထံမှာတင့်အတွက်အကောင်းဆုံးသောအကြံစီရှိတာဖြစ်ပါတယ်